သူကြတော့ငငယ်ရရေးတန်းပိုးတဲ့သူနဲ့ကားစပီယာနဲ့ချင်းမောင်းတယ်နဲ့ဘသူ့ကိုကြိုက်ဘသူ့ရွေးရမယ်မသိလို့အပြိုကြီးဖြစ်နေတာနဲ့သိရကြပင်ချိန်တဲ့ပွင့်အချိန်တဲ့အားမယ်လို့သာမှတ်လိုက်ပါတော့တော်ပြီတော့ငါတို့မှလေလမ်းချိန်တဲ့မလန်သေးလို့လန်နေပါလားကိုကိုဟာတော့လေကိုနဲ့လုံးဝမခွဲနိုင်တော့တိတ်ကအမြန်ဆုံးနေချင်လို့အဲ့တော့အန်ဒီစုကလေဟောတဲ့နိုင်ငံသားမှာចောင်းသားတက်ပြီးမှအိမ်တော်ပြုလို့ပြောနေတာဖာတော့လုံးဝလက်သက်မခံနိုင်ဘူးတိလားဒါလေးဖြစ်တယ်မှာဖာရဲ့ပညာဆုံးမှကျင်ရဆုံးတာတဘာကြောက်ဟာကိုကလည်းဖာလို့လုံးဝလက်သက်မခံနိုင်ကိုနဲ့မခွဲနိုင်ဖာနိုင်ငံသားကိုចောင်းသားတယ်ကိုဒီမှာထားခဲ့ရမှာလေအဲ့ဖာဘယ်လိုလုပ်စိတ်ချနိုင်မှာလဲအားလည်းဟုတ်တာပဲနော်ဖာရဲ့အန်တီဒေါ်ထိတ်တင်စေစေစုကလည်းကိုတို့တဘိုးတို့မှာမဟုတ်ကိုတို့ဖာနဲ့ခိုးပြရအောင်လေဖာရဲ့အတိုင်းဝိုင်းကုန်တိတ်ခါတွေလည်းရှိသေးတယ်လေဟာအဲ့ဒါဖာကိစ္စဖာပါဖာတာဝန်ယူမယ်ဟုတ်ပြီနော်ကိုတာဖာနာမှရှိနေပြီကိုဟာဖာကိုပြောစရာရှိရဲ့ပြောလေဖာကိုနဲ့ရထားတဲ့ရင်သေးလေးဖာမှလွယ်ထားရပြီဟမ်တကယ်ကြီးလားတကယ်ကြီးလားဒီဘောကိုရဲ့အကြောင်မလို့အမြန်ဆုံးနီးအောင်လို့ဘာလို့စူးစမ်းကြမယ်လို့နော်ဟုတ်ပြီစူးစမ်းရအောင်အဆိုရင်အခုအိမ်ကိုပြန်မယ်အိမ်ရောက်တာနဲ့ဖုန်းဆက်လိုက်မယ်ကိုနော်โอเคသွားမယ်ဟုတ်ပြီအဆိုရင်ခဏနေကြအင်ဂျင်မိုးချုံပြီးထမစားပြီးတော့လေပြီးတော့ကောခေါ်မယ်လိုင်းပါမယ်ဆင်းနေတော့ပြောပြီးI love you အဲ့တော့အဲ့ဒါပဲနော်ဒီအိမ်တော့ပြန်ရောက်လာသေးရဲ့နော်မိဖာစီဘယ်ချိန်ရှိနေပြီတော့ကြည်အောင်နာကြီးကိုအထင်သိချင်တာမဲ့အနီဆိုရယ်ဟိုမှာနာရီရှိရကိုကြည့်လိုက်လေဟုတ်ပါဟဲ့ငါပြောနေအဲ့နာကြီးကိုပြောနာပေါ့မိဖာအောင်ညီတွားကျင်နိုင်တွားလာကျင်နိုင်တာမိုးရနေမိုးချုပ်ထွက်သွားနေရညီကိုညီဘာထင်းနေလို့တော့ငါသမီးအေးဟုတ်တယ်တော့အားတူတယ်ဟလားအဲ့တော့ဘာတွေပြောလာတော့ဟုတ်ပါဘူးညီကနေပါအောင်တွားကျင်ရတွားလာကျင်ရလာလှုပ်ကျင်ရလှုပ်အောင်ညီကိုညီပွဲစင်းတဲ့ထိုးမုံညီထင်းနေအောင်မဲ့ဟိုလူနိုင်ညီဒီလူနိုင်ညီနဲ့အဲ့ဒါညီตายရမယ်နဲ့ညီဘဝပြတ်မှာတွေ့လားအင်းစုကဘာမှတွေ့ရလဲစူဖို့ကြည့်လေဘူးမစပါဘူးလေစူရမယ်လို့ညီဒီလိုကြီးမိုးလျံနေမိုးချုပ်ဒီလိုရှက်သွားနေမယ်ဆိုငါရဲ့မျိုးရိုးကုံတိတ်ခါဆိုရဲထိတ်တင်စစ်စစ်ဆူးဆိုရဲနာမည်ကိုငါဘလို့နာမည်နဲ့ဆက်ပြီးထိမ့်သိမ့်ရမှာတော့ဟမ်မိမရှိခမရှိတခါပြတူမလေးမို့အလိုလိုက်ထားနော်ညီငါမပြောချင်ဘူးဟာသူကြတော့ငငယ်ရရေးတန်းပိုးတဲ့သူနဲ့ကားစပီယာနဲ့ချင်းမောင်းတယ်နဲ့ဘသူ့ကိုကြိုက်ဘသူ့ရွေးရမယ်မသိလို့အပြိုကြီးဖြစ်နေတာနဲ့သိရကြစားလို့ကောင်းလိုက်တာအေးဟာဆက်ချွတ်တော့ရှူရှက်လက်ဖက်ကလေးอ่ะမစားရကြလို့လားမသိဘူးအကြတာကိုပေါင်းမကဟာအစမညမစားလားဟုတ်တယ်အနီကြီးရဲ့ဒီရက်တဲ့အစားတောက်တူပြန်ရောဖဖနေတိတ်မကောင်းစားတဲ့တယ်မရှိဘူးညရဲ့စားတဲ့တယ်မရှိဘူးလားပြောလားမနက်ကတော့ဖလန်နဲ့ခုကြမှာဘလို့စားတဲ့တယ်မရှိဖြစ်ရမဲ့ကောင်းတယ်ရှူရှက်လေးစားကြည့်ဆက်တောင်ရှူချက်ရ90ကနေ100ဖြစ်သွားပြီဆိုဘာဖြစ်လဲ100ဖြစ်တော့ညီးတောင်ငရမ်းနေကြည့်ကြပဲရှမ်းရွှေတောင်လည်းကလေးဘွားနဲ့ခုဆိုအပြိုရရောက်သွား20လောက်ကြာပြီလေ90လောက်တက်တာမြဲအေးဒါမြဲဘဝမှတ်မယ်လေမဟုတ်ဘူးလေ90ကနေ100ဖြစ်သွားပြီလို့အဲ့လိုကြားလို့ပါလူဆိုတာအေးသူ့တန်ရပေါ့ကောက်ပစ္စည်းလည်းတန်ရပေါ့ဟဲ့ဒါနဲ့ပဲပြောပါမယ်ပြောအဲ့ရှမ်းရွှေတောင်ပိုင်းရှင်တယ်လေငါနဲ့တောင်ကြောင်းတော့ easily ဖြစ်ခဲ့ရတော့ဟုတ်လားဒါမျိုးကြကုတ်တူမလေးကိုမပြောဘူးနော်ညီရလေပြောရမယ့်အချိန်မှမဟုတ်သေးတာငါဒါမဲ့အေးဟဲ့ပြိုကြီးပဲလုပ်မယ်ဆိုတော့သူအာနာနဲ့ညင်းခဲ့လိုက်ရတာရှင်းနာစရာဇလန်းလေးပေါ့အေးဟဲ့ငါလည်းသူနဲ့မရတော့လေအေးသူ product လေးတွေအားပေးရတော့ပေါ့ရှမ်းရွှေတောင်ရှူချက်ဆိုတာအတိဆိုငယ်လေးတွေပေါ်တာလေတီးသားပဲအနီဆိုတနေ့ကအကြောင်းမလို့ရှမ်းရွှေတောင်ကုမ္ပဏီကိုသွားတာဒါကြောင့်မဟုတ်ပါဘူးငါအဲ့ဒါရိုးရိုးသားသားသွားဝယ်တာပါတော့တနေ့သူ့မိန်းမတွေပါတိတ်သွားလို့တမျိုးထင်တယ်ငယ်ချစ်တီပြန်တွေ့ကြလားလို့ကောင်းမှမနေရအာ
တော့ရမှာတော့ရတယ်သူမြန်စားတယ်ဘာလဲလားအဲ့ရကောင်မ အနီစုဟိုကနေလို့လည်းမကောင်းဘူးအလဲအန်နေရခေါင်းနဲ့လည်းမူးနေရအဲ့ဘာဖြစ်တာလဲအနီစုမမေးတော့လား မေးစရာလားအေးညီကညီတညလုံးရက်တွေသွားတာမနဲ့ရက်နာကြလို့ခေါင်းမူတာနေပါပေါ့ကွက်ကိုအမှုပြတ်စိတ်ရှာတော့ဒီသွား မဟုတ်ဘူးအနီစုရဲ့ကိုပပမဘေဘီလေးရှိနေပြီ ဟမ်ဘယ်ရကမညီကရှာမမကိုပေါင်ချတဲ့ညက်ပြီးရလာတော့ အနီစုရဲ့အနီစုစားတဲ့ဆန်းရှိတောင်တော့မှ20ကျော်50နဲ့ရောင်းလာပြီအခု100ဖြစ်သွားတရားပဲ ဟဲ့လေ ဒီအမိုင်းမလဲပွင့်ချိန်တဲ့ပွင့်အားချိန်တဲ့အားမယ်လို့သာမှတ်လိုက်ပါတော့ တို့ပြီးတော့ငါတို့မှလေလမ်းချိန်တယ်မလန်သေးလို့ လဲနေပါလားဒါတို့ရင်သေးလေးတဲ့အနီစုဟာလင်းယူမရမယ်ဘာလို့ချွတ်မခွဲပါလဲ ဟာစိတ်ညစ်လိုက်ကြမိမိဖာရဲ့တကယ်အမိုက်မအစ်စ်ပါအေးငါအနှစ်အလားလာကထိမ့်သိမ့်တာကြတဲ့မျိုးရိုးကုံမှမထဟဲ့ဒင်းကစစ်စစ်နိုင်ပြက်စစ်နိုင်ပြပဲအကောင်ကလေးကဝအုပ်ကြမ်းမြပန်းနေဖြစ်လာမြန်လည်းမသိငါဆက်လိုက်တာအမလီရှင်နေတဲ့ထောက်တယူတီနဲ့ငါတော့ဖန်ချင်လာပြီကောင်းနေမူလိုက်တာမိဖာရဲ့ရှမ်းရွှေတောင်ရှူရှက်လက်ဖက်နဲ့ အကျော်ဆုံး တထုပ်ရှိယုံများနဲ့ကျမတို့ထမင်းပွဲတစ်ပွဲဟာပြည့်စုံမှာဖြစ်ပါတယ်ရှင် ဆန်းရှိတောင်ကိုအားပေးကြရဲ့မိဘပြည်သူများကိုဖဖနဲ့ မမဆူကနေပြီးတော့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင် ဆန်းရှိတောင်စစ်ဆက်လက်ဖက်နဲ့အကျော်ဆုံး